တငယ်ချင်းလည်းမကရေးစားလည်းမကြတဲ့အချိန်တွေကိုဘယ်လိုပြောမလဲ situationship လို့ပြောလို့ရပါတယ် We act like a couple but we are not officially dating we are in a situationship ဒါဆိုကျူးရှိရှိနဲ့လှန်ထားခြင်းခံရတဲ့အချိန်တွေကြတော့ရော breadcrumbing she keeps breadcrumbing me with small messages ဒါဆိုအရန်လူဖြစ်အထားခံရတဲ့အချိန်တွေကကြတော့ရောပန့်ချင် I feel like she's just punching me not choosing me ဒါဆိုရုတ်တရက်အဆက်အသွယ်ဖြတ်ခံရတဲ့အချိန်တွေကကြတော့ရော ghosting she ghosted me after our first date ဒါဆိုအစာပိုင်းအရန်ကိုချစ်ပြပြီးတော့နောက်ပိုင်းတွေးသွားတဲ့အချိန်တွေကကြတော့ရော love bombing Don't get fooled by love bombing in the beginning of a relationship ကဲဒါဆိုရင်ရှင်တို့ရဲ့ relationship ကရောဘယ်အချိန်မှာရှိလဲဆိုတာကို comment မှာရေးသွားပေးအောင်နော် follow for more bye bye